ဆိုင်နဲ့ပြုလုပ်ပေးထားတဲ့နှစ်ထပ်ပန်းကျိုးဖျားဆောင်ရွက်ဖြစ်ပါတယ်ရှင်ဒီဖျားဆောင်တစ်ခုလုံးကိုကျိုးသားနဲ့ပဲပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဖျားရဲ့နောက်ခံမှာဆိုလို့ရှိရင်ညောင်ပင်ပပုတ်လေးထွေးပေးထားပါတယ်ရှင်နော်နှစ်ထပ်ပန်းဖျားဆောင်ရဲ့အားသာချက်ကပုံမှန်ပလင်20ဖျားဆောင်တွေထက်ကိုပို့ပြီးတော့ထည့်ပါတယ်ရှင်။ဆိုင်မှာအသင်းရှိတဲ့ပစ္စည်းရဲ့အတွက်ကို3ရက်အတွင်းပို့ပေးပြီးတော့အကယ်၍ install မရှိပါကကြာချိန်3ပတ်ကနေပြီးတော့2လအထိကိုကြာမြင့်နိုင်ပါတယ်ရှင်။အယောင်လေးကတော့ကျွေးရအပြောင်တုတ်ပေးထားတာဖြစ်ပေမဲ့လည်းပေါ့နော်။ customer စိတ်တိုင်းကြအယောင်ပေါ့နော်။မဟော်ဂနီရောင်အပဲရောင်တခြားအယောင်လေးပေါ့နော်။အယောင်လေးရှိပါတယ်။အဲ့အယောင်လေးကိုလည်းဒီ sample ပြပြီးတော့တုတ်ခိုင်းလို့ရပါတယ်ရှင်။မြေသူပြည်ကဆိုင်လေးစာလေးရတော့အမှတ်14ထူပါအောင်လမ်း20အနောက်မြို့ရက်ကွက်ကားကေတာမြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ်ရှင်။ဖုန်းနံပါတ်လေးကတော့3998382994 39944499ခွန်165တို့ပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။